engineer ချင်းအတူတူမကွေးနည်းပညာတက္ကသိုလ်ကဆင်းလာတဲ့ဘီဘွဲရောက် engineer ဒီဘက်ကအပွင့်နဲ့ခက်နေလာတယ်ဟဲ့လားမင်းအဆင်ပြေလားအေးငါ GE อ่ะကွာ GE อ่ะ GE อ่ะဖြစ်သွားပြီ engineer ပညာချင်းသင်တာတူပေမဲ့ तू က GE อ่ะကိုက BE တောက်နေရတာလေအဲ့တော့ engineer ချင်းတူတူ तू က GE ကိုက BE အခွင့်အရေးတွေပေးတာတွေထိန်းချောင်းတာတွေပြုပြင်တာတွေမတူဘူးတမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်တွေးမိတယ်တကယ်ဆိုရင်ပညာအင်အားရှိမှတိုင်းပြည်ကအင်အားရှိမှပညာမတတ်ခဲ့လို့တိုင်းပြည်ကအောက်ကြနောက်ကြခံခဲ့ရတယ်အဲ့တော့တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတာလေးကိုစစ်စစ်ပေါ့ပေါ့တွေးကြည့်တဲ့အခါကျတော့ဒုတိယကမ္ဘာစစ်ကြီးဘလို့အဆုံးသတ်တယ်လဲကျွန်တော်ညီမကျွန်တော်နှမများသိတယ်ပလဲစိတ်ကန်းကိုဂျပန်ကဘုံကျဲတယ်Pearl Harbor လို့ခေါ်တဲ့ပလက်စိတ်ကရုပ်ရှင်ဇာတ်ကားရှိပါတယ်နော်ကျွန်တော်တို့ကတော့ရုပ်ရှင်တရားတွေဆိုတော့ရုပ်ရှင်တွေကိုကြည့်ကြအဲ့တော့အမေရိကန်ကဂျပန်ကိုလက်ဆောင်ပြန်ပေးတယ်မှုနှစ်ပွင့်ဟီရိုရှီးမားနဲ့နာဂါဆာကီကိုအနုမြူပုံနှလုံးကျဲပေးလိုက်ပြပုံဘဝကိုရောက်တော့တဲ့ဂျပန်လက်နဲ့ချရတယ်စစ်ရှုံးတဲ့အခါမှာစစ်ရှုံးစာချုပ်ဆိုတာချုပ်ရပါတယ်အဲ့ဒီချုပ်လိုက်တဲ့စစ်ရှုံးစာချုပ်အရာဂျပန်နိုင်ငံကဘာကိုလိုက်နာရတယ်လဲဆိုရင် self defense army ကိုနိုင်ငံကိုခုခံကာကွယ်ရုံလောက်တတ်မတော်သားလျင်ဖွဲ့စည်းခွင့်ရှိပါတယ်အဲ့ဒီအမေရိကန်နဲ့ဂျပန်နဲ့စစ်ရှုံးစာချုပ်အရဂျပန်နိုင်ငံဟာသူ့ရဲ့တတ်မတော်အင်အားကိုအကြီးကြီးဖြစ်အောင်တိုးချဲ့ခွင့်ခုချိန်ထိမရသေးပါဘူးစစ်ရှုံးစာချုပ်အရအဲ့တော့ဂျပန်မှာရှိတဲ့တပ်မတော်သည် self defense army မြန်မာနိုင်ငံမှာလူဦးရေ60လောက်ရှိတယ်လို့သိမယ်မြန်မာနိုင်ငံမှာစစ်သည်အင်အား9သိန်းလောက်ရှိတယ်လို့ကျွန်တော်တို့သိရတယ်တန်း60ပမာဏနဲ့9သိန်းဆိုတဲ့စစ်သည်အင်အားဟာကမ္ဘာပေါ်မှာအင်မတန်ကြီးမားတဲ့တပ်မတော်ကိုပိုင်ဆိုင်ထားတဲ့အင်အားဖြစ်ပါတယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုရင်အင်မတန်ကြီးမားတဲ့တပ်ကိုပိုင်ဆိုင်ထားတာဒီမြန်မာနိုင်ငံစစ်ရှုံးစာချုပ်အရself defense army ကိုပဲဖွဲ့စည်းခွင့်ရှိတဲ့ဂျပန်နိုင်ငံသည်ဘာတပ်မတော်အင်အားမှမရှိရှာဘူးကမ္ဘာကြီးတစ်ခုလုံးရဲ့စီးပွားရေးအင်အားကိုကြည့်တဲ့အခါမှာအမေရိကန်နဲ့တရုတ်က1နှစ်နေရာယူထားတယ်ကမ္ဘာအင်အားအကြီးဆုံးစီးပွားရေးနိုင်ငံသည်နံပါတ်3ဂျပန်တပ်မတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိကြသတမ်းဆိုရင်ဂျပန်နိုင်ငံဟာကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်3နေရာကိုပိုင်ဆိုင်စရာအကြောင်းမရှိဘူးတမတော်အင်အားကအဓိကလားပညာအင်အားကအဓိကလားဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါလို့သာတမတော်အင်အားကြီးမားမယ်ဆိုရင်အခုဖြစ်နေတဲ့ဆိုဗီယက်ရုရှားနိုင်ငံအရင်တုန်းကဆိုဗီယက်ပြည်ထောင်စုအဲ့ဒီရုရှားဆိုတာအမေရိကန်ကိုပခုံးချင်းဝင်တိုက်နေတဲ့နိုင်ငံကမ္ဘာပေါ်မှာစစ်အင်အားအကြီးဆုံးနိုင်ငံ2နိုင်ငံပဲအမေရိကန်နဲ့ရုရှားနဲ့အဲ့ဒါလောက်တောင်စစ်အင်အားကြီးမားတဲ့တပ်တွေကိုပိုင်ဆိုင်ထားတဲ့ရုရှားသည်တမတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိမယ်ဆိုရင်ကမ္ဘာစီးပွားရေးနံပါတ်မှာဘာကြောင့် top 10 country လို့ခေါ်တဲ့ကမ္ဘာထိပ်တန်း10နိုင်ငံစင်းကိုမဝင်ရတာလေရုရှားဟာစစ်တီအင်အားစစ်တပ်အင်အားအင်မတန်ကြီးမားသလောက်ကမ္ဘာစီးပွားရေးရပ်တည်မှုမှာတော့အဆင့်30တဲကိုတော့မဝင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှလားပညာအင်အားရှိမှတိုင်းပြည်အင်အားရှိမှလားကိုချင်းတရားတွေအင်အားရှိမှသီလတွေအင်အားရှိမှတိတ်ခါတွေအင်အားရှိမှအဆက်တွေအကြောက်တွေအင်အားရှိမှတိုင်းပြည်ဟာအင်အားရှိမှလားဆိုတာသိဖို့ကောင်းပြီနှစ်ပေါင်းလဲ90ကျော်ခဲ့ပြီအမျိုးမျိုးအဖုံဖုံဇလန်းတွေနီလန်းတွေကြုံခဲ့ပြီစုံခဲ့ပြီတိုင်းပြည်ကိုအရှင်းအကြာကြီးဥဆောင်ခဲ့ပြီ215နိုင်ငံထဲမှာအောက်ဆုံး12နိုင်ငံရောက်အောင်လဲဆောင်ရွက်ခဲ့ကြပြီအဲ့တော့ဒါကမှဆက်ပြီးတော့သူတို့ကဲတင်မှတိုင်းပြည်ဟာပြန်လည်ဥမော့လာမယ်ဆိုရင်တော့အခုကျွန်တော်ပြောနေတဲ့စကားတွေဟာတော့ကျွန်တော်ညီမကျွန်တော်နှမများနားလည်မယ်ထင်ပါတယ်နော်အချက်လက်ကကင်းလွတ်တာတခုမှမပါပါဘူးကျွန်တော်စိတ်ထဲရှိတာပြောနေတဲ့စကားတွေမဟုတ်ပါဘူးအချက်နဲ့အလက်နဲ့အတွေးခေါ်နဲ့ယူဆပြီးတော့ပြောနေတဲ့စကားတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့အနာဂတ်နိုင်ငံတော်အတွက်ဒီလူငယ်တွေကိုပဲကျွန်တော်တို့ကအားကိုးရမှာဖြစ်ပါတယ်အခုအသက်20အရွယ်လောက်ရှိတဲ့လူငယ်တွေဟာနောက်ထပ်10နှစ်15နှစ်20မှာတိုင်းပြည်ရဲ့တာဝန်ကိုပခုံးပြောင်းပြီးယူမဲ့သူတွေဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ကိုချင်းတရားတွေကောင်းမှကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကတည်ကြမှာပါမင်းတို့
တော့ကလှုပ်သွားသလိုငါတို့အလှည့်ကြရင်လဲကွာတွေးကြသေးတာပေါ့ဆိုတဲ့စိတ်တွေနဲ့ဆိုရင်ကျွန်တော်နိုင်ငံဘယ်နည်းနဲ့မှနလန်ထူစရာအကြောင်းမရှိပါဘူးစင်းရတာဟာမကောင်းဘူးချမ်းသာတာဟာကောင်းတယ်သို့တော့တိတ်ခါရှိစွာစင်းရတတ်တာဟာလဲဘဝနေနည်းတစ်မျိုးပါပဲတမန်အာဇီဝကြစွာနေထိုင်တတ်တာဟာလဲဘဝရဲ့အလှတရားတစ်ခုပါပဲဆိုတာကိုကျွန်တော်တို့ကသိစေချင်တာဖြစ်ပါတယ်တိုင်းပြည်အတွက်တော်တဲ့လူတွေအများကြီးလိုတယ်ကောင်းတဲ့လူတွေအများကြီးလိုတယ်တော်တဲ့လူကိုကျွန်တော်တို့ရှာဖွေရတာလွယ်ကူပါတယ်ညံ့တဲ့လူကိုတော်အောင်သင်ပေးရတာသိမခက်ပါဘူးမကောင်းတဲ့လူကိုကောင်းအောင်လုပ်ဖို့ကတော့တတိပိစကိုကကောင်းမှရမှာဖြစ်တဲ့အတွက်တော်အောင်လုပ်တာနဲ့ကောင်းအောင်လုပ်တာဆိုရင်တော်အောင်လုပ်ဖို့ကလွယ်ပေမဲ့ကောင်းအောင်လုပ်ဖို့ကမလွယ်ဘူးအဲ့ဒါလို့လူတယောက်ရဲ့နှလုံးသားကိုပြောင်းလဲအောင်လူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပြုတ်ပြင်ပေးနိုင်တာဒီရတ္တစာပေပါရတ္တဆိုတာစိတ်ခံစားမှုအခုတိုင်းပြည်မှာရှိတဲ့လူကြီးတွေကိုချင်းစာနာစိတ်ရတ္တစာပေဆိုတာနှလုံးသားကိုနူးညံ့စေတယ်ပျော်ပြောင်းစေတယ်စာနာစိတ်တွေပေါ်ပေါက်စေတယ်အဲ့ဒီလိုစာနာစိတ်တွေပေါ်ပေါက်စေတဲ့ရတ္တစာပေကိုကျွန်တော်တို့ကအားကျမှန်တဲ့ပြောကြတယ်ခဏတိုင်းပြည်ကိုဥဆောင်နေတဲ့သူတွေကိုချင်းစာစိတ်ရှိကြသလားကျွန်းတစ်တွေရောင်းဖို့မရှိတော့ဘူးကုန်သွားပြီတဘာဝတန်းငွေတွေစာချုပ်ချုပ်ပြီးသွားပြီမြစ်ကိုရောင်းပြီးပြီတောင်ကိုရောင်းပြီးပြီမြေလှန်ပြီးပြီရှင်းသမျှတွေအကုန်ရောင်းပြီးပြီနောက်ဆုံးဘာရောင်းမလဲလူရောင်းမယ်ဘာလုပ်မလဲအိမ်ဘော်လုပ်မယ်အိမ်ဘော်လုပ်မယ်မရှိလို့မှအိမ်ဘော်လုပ်ရပါတယ်ဆိုတဲ့မြန်မာမလေးတွေဟာဟောင်ကောင်နဲ့စာချုပ်ချုပ်တဲ့အခါမှာအဲ့ဒီအိမ်ဘော်လုပ်ငန်းအတွက် agency လို့ခေါ်တဲ့ကိုယ်စားလှယ်ကိုပေးရတဲ့ဈေးနှုန်းက15သိန်းပါအဲ့ဒီ15သိန်းဟာ agent ကတဝက်ယူမှာဖြစ်ပြီးတော့နိုင်ငံတော်အစိုးရကတဝက်ယူမှာဖြစ်ပါလေဒီနိုင်ငံမှာလောက်ကင်စားတော့လို့အဆင်မပြေလို့သူများနိုင်ငံမှာအလုပ်သွားလုပ်ရမယ်ကလေးတွေနောက်ဆုံးဒီ15သိန်းကိုမရှိရင်တော့မှနိုင်ငံတော်ကစိုက်ထားပြီးပြည်လေတဲ့နီးနဲ့ပြန်ယူရမယ်စနစ်ကိုမကျင့်သုံးမဲ့နဲ့အဲ့ဒီ15သိန်းကိုအေဂျင့်ကတဝက်နိုင်ငံတော်အစိုးရကတဝက်အိမ်ပေါ်တော်ပို့ပြီးပွဲစားကတဝက်ယူခြင်းတဲ့လူကြီးမင်းများနဲ့ကျွန်တော်တို့ဘယ်လိုစကားတွေကိုပြောရမလဲမလေးရှားနိုင်ငံကိုရောက်ခဲ့ပြီမလေးရှားနိုင်ငံမှာဟိုတလောကအသက်ခံရတဲ့ကိုတိုနီကျွန်တော်တို့စာပေဟောပြောပွဲကိုစီစဉ်နေသူစိတ်မကောင်းစရာပါကျွန်တော်ဆရာမကြီးတော်ဆန်းဆန်းနွဲ့တာယာဝရီခဗျာဆရာကြီးကိုလေးအင်းဝါကုံကြီးကျွန်တော်တို့3ယောက်ကိုတိုနီတို့ဖိတ်လို့စာပေဟောပြောပွဲသွားတယ်လွန်ခဲ့သောတလခန့်ကကိုတိုနီအသက်ခံရတယ်အသက်ခံရပြီကိုတိုနီက9ရက်နေ့မှာအသက်ခံရပြီးတော့10ရက်နေ့မှာတင်ကြိုတယ်မလေးရှားမှာနာရေးကူညီမှုအသင်းရှိတယ်အဲ့ဒီနာရေးကူညီမှုအသင်းဥက္ကဋ္ဌသည်ကိုမျိုးပိုင်းလို့ခေါ်တဲ့လူတစ်ယောက်ကိုတိုနီရဲ့အတုပကိုလာစီစဉ်ပြီးတော့ချပြီးတော့အဲ့ဒီညမှာပြန်လာတယ်သူ့တိုက်ခန်းအတက်မှာကိုမျိုးပိုင်ထပ်ပြီးအသက်ခံရတယ်နောက်ထပ်2ယောက်ဒါဟာကျွန်တော်တို့ခင်မင်းရင်းနှီးခဲ့တဲ့သူတွေအဲ့တော့မလေးရှားစာပေဟောပြောပွဲမှာကျွန်တော်ပြောခဲ့တယ်မလေးရှားမှာလာရောက်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေတန်ယုံတွေရှိမယ်တန်ယုံတွေဟာဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့မြန်မာဗီဒီယိုဇာတ်လမ်းတွေမှာတွေ့ရလေရှိတဲ့ပြည်သူရဲတရုတ်ဆောင်များနဲ့တူပါတယ်ဘယ်တော့မှစောစောမရောက်ပါဘူးနောက်ကျပြီးမှပဲအများအားရောက်လို့ရှိပါတယ်ကျွန်တော်ခီးတစ်ခုကနေပြန်လာတဲ့အထုပ်ကိုဝုန်းဝင်နဲ့ချလိုက်တယ်မြန်မာဇာတ်လမ်းတွေကိုနစ်နစ်ချိုက်ချိုက်ကြည့်လို့ရှိတယ်ကျွန်တော်သားကြီးက TV ကိုဇက်ကနေပိတ်လိုက်တယ်ကျွန်တော်သားနဲ့ကျွန်တော်နဲ့တငယ်ချင်းပေါင်းတာ10တန်းရောက်ပြီ10တန်းဆိုတဲ့အရွယ်ကိုရောက်ပြီသားကြီးအဖေပြန်လာလို့မင်းက TV ပိတ်လိုက်တာလားစာချက်ချိန်ချက်စားချိန်တန်းစားကစားချိန်တန်းကစားမင်းကိုအဖေပြောပြီးသားအဖေပြန်လာလို့ TV ပိတ်လိုက်တယ်ဆိုတာမျိုးမဖြစ်စေနဲ့နော်ကျွန်တော်သားနဲ့ကျွန်တော်နဲ့အပေးယူမင်းကိုလွတ်လွတ်လပ်လပ်လုပ်ပိုင်ဆောင်ခွင့်မင်းအုံနောက်နဲ့မင်းစဉ်းစားဆုံးဖြတ်ပိုင်ခွင့်အဖေပေးထားပြီးသားမဟုတ်ပါဘူးတဲ့အဖေကလည်းတဲ့ဇလန်ပြီးသွားလို့ပိတ်လိုက်တာပေါ့ဖះမင်းကမညာနဲ့ငါဝင်လာတော့တွေ့လိုက်တယ်ရဲတွေဝင်လာကစားပဲရှိသေးတယ်ကျွန်တော်သားကျွန်တော်ဇက်ကနေကြည့်ပြီးတော့ရဲတွေလာမှတော့ပြီးပြီပေါ့ဖေဟာရဲတွေလာမှတော့ပြီးပြီပေါ့တဲ့ကလေးကတော့ကလေးစကားပြောတာဟုတ်ပါတယ်ဇလန်းတွေကရဲလာရင်ပြီးတာများပါတယ်အဲ့တော့ကျွန်တော်ကတော့လူကြီးဆိုတော့ပြန်ပြောရတယ်ငါသားလောကကြီးမှာအဲ့လိုပြည်သူရဲတွေရောက်လာမှ
ပိုရှုပ်သွားတဲ့ဇလန်းတွေအများကြီးပဲအဲ့တော့နိုင်ငံတကာတန်ယုံတွေမှာရှိနေတဲ့သူတွေကမြန်မာဗီဒီယိုဇလန်းတွေထဲမှာတွေ့ရတတ်လိရှိတဲ့ပြည်သူရဲများနဲ့တူတယ်ဘယ်တော့မှစောစောမရောက်ဘူးနောက်ချမှရောက်တယ်အဲ့ဒီနေ့စာပေဟောပြောပွဲမှာကျွန်တော်ပြောခဲ့တယ်အဲ့ဒီအချိန်မှာလဲဆာလာယန်တို့ဘာတို့မှာတပ်ဖြတ်နေတဲ့အချိန်ဒီမှာကလည်းလူမျိုးရေးပဋိပက္ခတွေဖြစ်နေတဲ့အချိန်ဒီကအတန်ကြောင့်ဟိုကဖားတွေတေးတယ်ကျွန်တော်ဒီလိုဟောပြောခဲ့ပါတယ်ဒီကအတန်ကြောင့်ဟိုကဖားတွေတေးတယ်အာတောင်ဝင်မှမြူနိုင်မဲနဲ့စွတ်ပြီးអော်နေကြတယ်မျိုးဘာသာသာသနာနင်းကံပြီးတော့អော်နေကြတယ်ဆိုတော့အဲ့တော့ကျွန်တော်အဲ့ဒီပွဲမှာမပြောခဲ့တယ်လေနောက်ဆုံးညီကုန်းချုပ်တဲ့အချိန်မှာမလေးရှားနိုင်ငံကိုအလုပ်လုပ်ဖို့ရောက်နေကြတဲ့အကိုများညီများအမများခမညာညီကုန်းချုပ်အနေနဲ့မလေးရှားတန်ယုံမှာရှိတဲ့မြန်မာဝန်ထမ်းများကိုပြန်လည်စောင့်ရှောက်နိုင်သောဝန်ထမ်းများအလုပ်သမားများဖြစ်ကြပါစေလို့ကျွန်တော်ကဆန္ဒပြုရင်ညီကုန်းချုပ်ပါတယ်ဆိုတော့ပိဿကလက်ခုပ်တီးတယ်အဲ့ဒီတန်ယုံဝန်ထမ်းတွေကိုပြန်ပြီးစောင့်ရှောက်နိုင်တဲ့အလုပ်သမားတွေဖြစ်ကြပါစေလို့အဲ့ဒီတန်ယုံကအလုပ်သမားတွေကိုမစောင့်ရှောက်ဘူးအဲ့တော့မထူးဘူးလေတူးမြစ်တာတူးမှာမြန်မာဆိုတာမြစ်တာရှင်နေပဲပြန်စောင့်ရှောက်လိုက်ပါဟိုနေ့က DVB မှာလွှင့်ပါတယ်ကိုရီးယားစက်ယုံမှာဖနက်စက်ယုံမှာဖြစ်တဲ့ကိစ္စမှာကလေးမလေးတယောက်ကိုအင်တာဗျူးရိုးရိုးရှင်းရှင်းလေးပါကလေးမလေးက platform မှာထိုင် DVB ကကျွန်တော်မိတ်ဆွေများကအင်တာဗျူးတယ်ညီမလေးအနေနဲ့ထင်တာမြင်တာကိုပြောပါအောင်ဆိုတော့ကောင်မလေးကပါးလေးကိုမျက်လုံးလေးကိုတစ်ချက်တတ်ပြီးတော့ကျွန်မနားလည်တယ်လို့ပြောရရင်တော့အလုတ်သမားဝင်ကြီးဌာနလို့ပဲကျွန်မကြားဖို့ပါတယ်အလုတ်ရှင်ဝင်ကြီးဌာနလို့ကျွန်မမကြားဘူးအခုမြန်မာနိုင်ငံမှာရှိတဲ့ဌာနကအလုတ်ရှင်ဝင်ကြီးဌာနဖြစ်နေပြီရှင်းတယ်ဟောဒီကလေးမလေးဟာအတန်းပညာဘယ်လောက်တတ်တယ်လဲကျွန်တော်မသိပါဘူးတေချာတော့အတန်းပညာအများကြီးမတတ်တော့ဘူးဖနှက်ဆက်ုံမှာလှုပ်လို့ရတယ်ဆိုရဲကသူဟာအတန်းပညာ10တန်းမအောင်တော့ပါဘူးသူပြောတဲ့စကားလေးအလုတ်သမားဝင်ကြီးဌာနလို့ပဲကျွန်မကြားဘူးတယ်တဲ့အလုတ်ရှင်ဝင်ကြီးဌာနလို့ကြားဘူးခုမြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေကကျွန်မတို့လူသမားတွေဘက်ကမရှိဘူးတဲ့ဒါကျွန်တော်တို့ခန်းစားနေရတဲ့လူတယောက်ဟာတော်အောင်လုပ်ဖို့လွယ်ပေမဲ့ကောင်းအောင်လုပ်ဖို့ခက်တယ်တိုင်းပြည်ကိုဥဆောင်နေတဲ့သူတွေကမကောင်းတဲ့အခါကျတော့သူတို့ပြောတဲ့စကားတွေကိုချင့်ထောက်ကြည့်ရင်သိနိုင်တယ်ပြောကြတယ်စကားတွေကိုတောင်သူလယ်သမားဦးကြီးတွေကိုဦးစီးဦးဆောင်လုပ်နေတဲ့ဌာနဆိုင်ရာပုဂ္ဂိုလ်တယောက်ကထမင်းတနတ်လျှော့စားပါပွဲတော်တမျှမိသားစုလိုက်စားတောက်နေတဲ့ဝင်ကြီးကအောက်ခြေလူသမားတွေကိုပြောတဲ့စကားထမင်းတနတ်လျှော့စားပါခဏကဆရာမောင်စင်ဝင်းလည်းပြောတော့ပါပြီနော်ဟောနောက်တစ်ယောက်ခက်တီတီနဲ့ထွက်လာတယ်လွတ်တော်တဲ့ရောက်တာ3နှစ်ရှိပြီတဲ့ခုချိန်ဒီမြေလေးတော့တောင်မပိုင်သေးဘူးတဲ့အော်သူ့ကိုလွတ်တော်တဲ့ပို့ထားတာတိုင်းကျိုးပြည်ကျိုးဆောင်ရွက်ဖို့လေအင်ချမ်းမြေပွဲစားလုပ်ဖို့ပို့ထားတာမဟုတ်ဘူးနောက်ကထွက်လာတဲ့စကားတွေစကားလေးတစ်ခွန်းဝက်ကြလေးတစ်ကြောင်းကိုမှန်အောင်မပြောနိုင်စာပေနဲ့ဘလောက်ဝေးတယ်လဲခံစားမှုနဲ့ဘလောက်ဝေးတယ်လဲကိုချင်းစာနာမှုတရားတွေနဲ့ဘလောက်တောင်ဝေးတယ်လဲအဲ့တဲ့ပို့ဆိုတာနောက်တစ်ယောက်ဒီမကွေးတိုင်းသေးရကောင်နယ်မြေထဲမှာပဲဝုံတိုင်းဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြီးရုပ်လာမလုံးနဲ့နဲလှည့်ပြီးပါးရလာတဲ့ကောင်သူကပို့ဆိုးတယ်ဟိုလူတွေကပါဇက်ကပဲပြောတာသူကလက်ပါမယ်ဆိုတဲ့သဘောအဲ့ဒီအချိန်မှာနိုင်ငံတော်အကြီးအကဲကြီးဖြစ်တဲ့နိုင်ငံတော်သမ္မတကြီးကကို့တပည့်လက်သားတွေအောက်တက်ကြရတွေပြောနေတာဆုံးမမလားအောင်မိပါတယ်သူကလည်းတိုင်းပြည်ကိုပြောပါတယ်လူငယ်တွေအရက်မတောက်ကြပါနဲ့နို့တောက်ပါသူပြောတဲ့နို့ကဝယ်ရတာခက်တယ်သူမတောက်စေချင်တဲ့အရက်ကဝယ်ရတာလွယ်တယ်အဲ့ဒီအရက်တွေအဲ့ဒီဘီယာတွေအဲ့ဒီ secret တွေကိုဘုံဘောလောလူငယ်တွေရဲ့လက်တကမ်းမှာထုတ်ချင်တိုင်းထုတ်ချင်တဲ့ပုံစံနဲ့စာချုပ်ချုပ်သဘောတူညီခြင်းနဲ့နှုံးတဲ့သဘောတူလှုပ်ချင်တယ်လို့လှုပ်ထားခဲ့ပြီးတော့မှလူငယ်တွေရဲ့လက်တကမ်းကိုအလွယ်တကူရောက်အောင်ပို့ဆောင်ပေးပြီးတော့မှပြောတဲ့စကားကလူငယ်တွေအရင်မတော့ပါနဲ့နှုတ်တော့ပါယူနေသလားလို့မတော့စေခြင်းရင်မတော့စေခြင်းနဲ့စီးမြင့်စည်းကမ်းတွေကိုချပါတက္ကသိုလ်ဝင်းထဲမှာ campus ထဲမှာဆက်လိမ့်မတော့ဆက်လိမ့်မရောအောင်တလိချင်းဝင်မရောအောင်တကူချင်းဝင်မရောအောင်ဒါကန့်တချက်တလိချင်းမရောအောင်တကူချင်းမရောအောင်ဆက်ချင်းနဲ့မပြည့်ရင်မရောအောင်ဆက်ချင်းနဲ့ပြည့်မှရောအောင်ဆက်ချင်းနဲ့ပြည့်တယ်လို့မယုံရင် ID ကတ်ကိုတောင်းပြီးတော့ကြည့်အမေရိကန်သမ္မတကလင်တန်ရဲ့သမီးနှစ်ယောက်နော်ချက်စီတို့ပါတို့ကောင်မလေးတွေအမေရိကန်မှာ22နှစ်မပြည့်ရင်တောက်လို့မရဘူးအရက်ဝယ်တောက်တယ်ဒဏ်ရိုက်တယ် ID ကတောင်းကြည့်တယ်နိုင်ငံတကာမှာ
ဒီ secret တွေကိုဈေးကြည့်အောင်မြှင့်ထားမယ်အခွန်တွေကိုတိုးပြီးကောက်ထားမယ်အဲ့ဒီကြားထဲကမှလှုပ်ချင်တဲ့ပေါ့ဆိုရင်လှုပ်ကြအခုတော့ဖြင့်ဗျံပရာစီးမဲ့ကမ်းမဲ့လှုပ်ထားပြီးတော့မှလူကြီးတယောက်ဖြစ်ပြီးတာဝန်မဲ့စွာပြောတဲ့စကားမတော့စေခြင်းရင်မတော့စေခြင်းတဲ့ပုံစံနဲ့ဆောင်ရွက်ပေါ့အဲ့တော့ကျွန်တော်တို့ပြောကြဆိုကြရတယ်တနိုင်ငံလုံးလျှက်စစ်မီဒီယာမှောင်မဲလို့ဒါကိုပဲလျှက်စစ်ဝင်ကြီးကတိုင်းပြည်မှာပိုနေလို့နိုင်ငံသားကိုရောင်းတာတကယ်ကိုပြောနေတဲ့စကားတွေကကြောင်တောင်စကားတွေဒုသမဏဆိုတဲ့ပုဂ္ဂိုလ်ကထပ်ပြောတယ်တရက်ကို2000နဲ့လောက်ပါတယ်တဲ့ပြောနေတဲ့စကားတွေကအခြေမရှိအမြင့်မရှိစဉ်းစားဆင်ခြင်ဉာဏ်မရှိပြည်သူလူထုဘလို့ရင်ဆိုင်ကြုံတွေ့ခံစားနေရတယ်ဆိုတာဘာမှမသိအဲ့တော့ကျွန်တော်တို့ဆိုင်ဆိုင်ကပြောတာရှေ့တယ်ဓမ္မတနာလျှော့စားပါမြေလေးတော့မပိုင်ပါဘူးပါရိုက်မယ်နားရိုက်မယ်နိုးတော့ပါကာတွန်းဆရာတွေကအဲ့လောက်စိတ်မရှိဘူးကျွန်တော်အများအားပြောလို့ရှိတယ်စံတော်ချိန်မှာရေးတဲ့ကာတွန်းဆရာတယောက်အဲ့ဒီသတင်းတွေအားလုံးပြီးတဲ့အချိန်မှာပဲကာတွန်းတစ်ခွက်ရေးလိုက်တယ်ထမင်းတနတ်လျှော့စားနေတာတော့မြေလေးတစ်ခွက်မပိုင်ပါဘူးလို့ဟာဖလာမလုံးနဲ့ပါဖြတ်ရိုက်လိုက်လို့နွားနို့တော့မတော့နိုင်ပဲဖြစ်သွားတယ်အဲ့နိုင်ငံတော်ရဲ့အထင်ကြီးပုဂ္ဂိုလ်တွေပြောတဲ့စကားတွေသည်ရည်စရာမောစရာစကားတွေဖြစ်တယ်အဲ့တော့ရေဒီယိုလေးတစ်လုံးကနေပြီးတော့ရေဒီယိုလေးကခုံပေါက်ပြီးတော့လာပြီမိဘပြည်သူများခင်ဗျာမိဘပြည်သူများခင်ဗျာရေဒီယိုလေးကခုံပေါက်နေတာအဲ့ဒီအချိန်မှာစာရေးစပွဲမှာထိုင်နေတဲ့ငူကြီးထိုင်နေတဲ့ယောက်ျားကိုထမင်းချက်နေတဲ့မိန်းမလှမ်းပြောတယ်ယောက်ျားငိုင်းမနေနဲ့တဲ့တမနာကြီးမိန်ကုန်းပြောနေပြီတဲ့ကတ်တွန်းဆွဲဖို့အစင်းနဲ့ပြင်ထားတယ်စကားလေးတစ်ခွန်းဝက်ကြလေးတစ်ချောင်းကိုဘာဖြစ်လို့မှန်အောင်မပြောနိုင်တာလဲ1915ခုဖေဖော်ဝါရီ23မှာမွေးပြီးတော့1940ဇူလိုင်19မှာကြာဆုံးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်း32နှစ်5လနဲ့6ရက်ပဲတက်တန်းရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းအသက်20အရွယ်ကနေကွယ်လွန်ကန်ကြီးကြာဆုံးကန်ကြီး12နှစ်တာကာလအတွင်းမှာတိုင်းပြည်အတွက်ဆွမ်းဆွမ်းတမန်ဆောင်ရွက်သွားတဲ့ဗိုလ်ချုပ်အောင်ဆန်းအသက်ကလေးငယ်ငယ်နဲ့ဘာဖြစ်လို့အဲ့ဒါတော့တော်ခဲ့ရတာလဲဘာဖြစ်လို့အဲ့ဒါတော့ပြောခဲ့တဲ့စကားတွေဟာတော်တဲ့မှန်ကန်ခဲ့ရတာလဲပြောသွားလိုက်တဲ့မိန့်ခွန်းတွေအများကြီးရေးသွားလိုက်တဲ့စာတွေအများကြီးအချိန်တိုင်းရင်နိုင်ငံကြီးလောကတွေကထွက်ပြီးတော့စာရေးဆရာဖြစ်ချင်တဲ့ဦးအောင်ဆန်းစကားတွေအများကြီးပြောသွားတယ်မိန့်ခွန်းတွေအများကြီးခြွေသွားတယ်တိုင်းပြည်အတွက်အမျှော်မြင်တွေအများကြီးဆောင်ရွက်ပေးခဲ့တယ်ဘာတစ်ခုမှပြည့်ရစရာမရှိခဲ့ဘူးဘာသာရေးနဲ့ပတ်သက်လို့တော်လကောင်းစီးပွားရေးနဲ့ပတ်သက်လို့တော်လကောင်းသူတီထောင်လို့ဖြစ်ခဲ့တဲ့သူ့ရဲ့တပည့်သားမြေးတွေဖြစ်တဲ့စစ်ဗိုလ်ချုပ်များသူ့ထက်လည်းအသက်2ပြန်လောက်ကြီးကြပါရဲ့နဲ့ဘာဖြစ်လို့စကားလေးတစ်ခွန်းမိန်ကုန်းလေးတစ်ခုကိုဝက်ကြလေးတစ်ချောင်းကိုမှန်အောင်မပြောနိုင်တာလေအဲ့တော့ရသစာပေနဲ့မရင်းနှီးတဲ့အခါမှာကိုချင်းစာတရားတွေနဲ့ဝေးတဲ့အခါမှာကျွန်တော်ခုနပြောနေတာဒီတိုင်းပြည်အတွက်လူသားဒီတော်တဲ့လူကောင်းတဲ့လူတော်လူကောင်းလူကောင်းလူတော်တော်အောင်လုပ်ပေးဖို့ကလွယ်ပေမဲ့ကောင်းအောင်လုပ်ပေးဖို့ကတတိဗီဇကိုကပါလာမဖြစ်မယ်အဲ့တော့ခုနကအိမ်ဘော်ကိစ္စလေးတွေပြောတော့အညာမတာကြပြဆရာတယောက်ကမခံစားနိုင်ပဲနဲ့ရေးတယ်ကြပြဆရာရဲ့နာမည်ကလူခါလင်းခါဆိုတဲ့နာမည်လည်းရှိတယ်သူတို့ကနာမည်လေးကစင်တူလေးလူခါစင်ကာပူမှာနေတဲ့လူခါကြပြရဲ့နာမည်ကအိမ်ဘော်တဲ့ဘယ်မှာပါခဲ့တာလဲဆိုတော့ပြုံးစရာမဂ္ဂဇင်း2012ခုနှစ်အောက်တိုဘာလဒါအခုကျွန်တော်ခုနလက်နဲ့ကင်ပြီးအရသာခံတတ်တဲ့သူတွေစာအုပ်ထဲမှာကျွန်တော်ပြန်ရေးထားတဲ့ဟာပါကျွန်တော်ကြပြဆရာကဘာရေးလဲဆိုတော့အိမ်ဘော်တဲ့စေးချပစ်လိုက်တဲ့ကျမ်းပြင်ထက်မှာမာနတွေပါသွားတယ်စေးချပစ်လိုက်တဲ့ကျမ်းပြင်ထက်မှာမာနတွေပါသွားတယ်သူများအိမ်မှာအိမ်ဘော်လောက်ရတဲ့သူတယောက်သူများနေမဲ့ကျမ်းကိုတိုက်ရတာပေါ့ချောရတာပေါ့လောက်ရတာပေါ့ဝတ်တွေရှောရတာပေါ့ဖောရတာပေါ့အိုးတွေခွက်တွေပကံတွေဆေးရတာပေါ့စေးချပစ်လိုက်တဲ့ကျမ်းပြင်ထက်မှာမာနတွေပါသွားတယ်အမြင့်ပြန်ဖို့ထက်ချမနှင်းခံရဖို့အရေးအဖေအမေနဲ့လေကွင်းစိမ့်စိမ့်တွေကိုစတေးခဲ့သူပါအမြင့်ကိုပြန်ဖို့အသာထားပါအောင်တဲ့အမြင့်ပြန်ဖို့ထက်ချမနှင်းခံရဖို့အရေးအ
အမေနဲ့လေကွင်းစိမ့်စိမ့်တွေကိုစတေးခဲ့ရသူပါရင်ပတ်တဲ့လောင်နဲ့မီးထက်ကြောင်းမထားနိုင်သေးတဲ့ညီမလေးအပူကပိုးပူတယ်အဲ့ဒီရင်ပတ်တဲ့မှာလောင်နဲ့မီးထက်ကြောင်းမတက်ရသေးတဲ့ညီမလေးရဲ့အပူကပိုးပြီးပူတယ်စေးချပစ်လိုက်တဲ့ကြမ်းမြင်ထက်မှာမာနတွေပါသွားပါပြီအပေါ်အမြင့်ပြန်မှုနေနေသားသားချအနှဲမခံရဖို့အရေးကိုတောင်မှအဖေအမေတို့နဲ့မိသားစုနဲ့ဝေးရလက်ကွင်းစိမ့်စိမ့်တွေကိုစတေးခဲ့ရတဲ့သူပါဟောဒီရင်မတက်တဲ့မှာလောင်နေတဲ့မီးထက်ကြောင်းမတက်ရသေးတဲ့ညီမလေးအပူကပို့ပြီးပူပါတယ်ထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုသာပါပဲထွေးမြရဲ့တော်သူမလေးထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုမျှတာပါပဲဟောင်ကောင်ကိုအိမ်မော်သွားလို့ဖို့လက်မှတ်ထိုးလိုက်ပါ15သိန်းပေးရမယ်နော်အေဂျင့်ကတဝက်ယူမယ်နိုင်ငံတော်အစိုးရကတဝက်ယူမယ်ပေးရမှာပေါ့နိုင်ငံတော်ကဆင်းရဲနေတဲ့နော်နိုင်ငံဆိုတော့ကျွန်တော်တို့ရဲ့နှမလေးတွေအိမ်မော်အလုံးနဲ့ကျုံယုံပြီးတော့အဆတ်ရမှာပေါ့ခမည်းဆရာတွေဟာသူ့တာဝန်ကိုကြည်အောင်ဆောင်ရွက်ကြတယ်ထွေးမြကြီးကျွန်တော်နိုင်ငံမှာထွေးမြတွေဘယ်တော့များပြီလဲထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုသာသာပါပဲလူတယောက်ရဲ့ဘဝကိုစာချုပ်ပေါ်ကလက်မှတ်လေးတစ်ခုလောက်ဖြစ်အောင်လုပ်လိုက်ကြတယ်ဒီကနေ့ပြောကြတယ်နိုင်ငံရေးကကိုယ်နဲ့မဆိုင်ပါဘူးနိုင်ငံရေးကိုကိုကဘာလို့စိတ်ဝင်စားရမှာတော့ကိုမိသားစုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဒါတွေပဲအရေးကြီးတယ်ဒီလိုပြောကြတယ်အဲ့ဒီလိုနိုင်ငံရေးကကိုယ်နဲ့မဆိုင်ပါဘူးလို့ပြောတဲ့သူတွေနည်းနည်းလုပ်ပြီးများများစားရတာနဲ့များများလုပ်ပြီးနည်းနည်းစားရတာမတူဘူးဆိုတာတော့သိဖို့ကောင်းတာပေါ့ဒီနိုင်ငံမှာအများကြီးလုပ်ပြီးနည်းနည်းလေးစားရလို့မလောက်ငှလို့နိုင်ငံတကာထိသွားပြီးတော့ကျွန်ခံရတာမဟုတ်ဘူးလားဟိုမှာနည်းနည်းလုပ်တာကများများစားရတယ်ဒီမှာအများကြီးလုပ်ပြီးတော့နည်းနည်းပဲစားရတယ်အဲ့ဒီကိုနဲ့မဆိုင်ပါဘူးဆိုတော့နိုင်ငံရေးဟာကိုနဲ့ဓာတ်ရိုက်ပတ်သက်တယ်ဆိုတာကိုသိဖို့ကောင်းတာပေါ့အွန်လိုင်းပေါ်မှာတက်လာတဲ့ကျွန်တော်တို့စာဖတ်တဲ့ကျွန်တော်ညီငယ်နှမငယ်များလည်းသိပြီးသားဖြစ်တဲ့ဇာတ်လမ်းလေးပါကြွက်လင်မယား2ယောက်ကြွက်မလေးထောင်ချောင်းမှာညှက်ပြီးတော့မိနေတယ်ကြွက်ခင်မုံကအဲ့ဒီအိမ်မှာရှိတဲ့ချက်ဖာကြီးရဲ့ဝတ်တိုးကြီးရဲ့နွားကြီးရဲ့ကိုတွားပြီးတော့အကူကြီးတောင်းတယ်ကျွန်တော်ဇနီးတဲ့ကြွက်ကလေးထောင်ချောင်းမှာမိနေပါတယ်ဗျာကူညီပေးပါကိုချက်ဖာရဲ့ကူညီပေးပါဥဝက်ရဲ့ကူညီပေးပါဥနွားရဲ့ချက်ဖာရောဝက်ကောနွားရောအေးစစ်စစ်ပဲရှင်ထဲမှာလူမပြတ်ဘူးမြက်အစားမပြတ်ဘူးအစာအရက်မပြတ်ဘူးဟေးမောင်ကျွဲ့တို့နဲ့မဆိုင်ဘူးခွာတယ်မင်းမချောင်းကြောက်မှညက်တာတို့နဲ့မဆိုင်ပါဘူးတဲ့ကိုယ့်ကိုရှင်းပါကွာတဲ့မျက်နှာငယ်နဲ့ပြန်လာတဲ့ကြွက်ကလေးအဲ့ဒီထောင်ကြောက်မှာသူ့ရဲ့ဇနီးတဲ့ကြွမလေးကိုဘလို့ကူရမလဲလို့ကြည့်နေတဲ့အချိန်မှာဈေးကနေပြန်လာတဲ့လေသူမအင်ရှင်မကြောက်ဝါလန်အားနဲ့ကြွက်ထောင်ကြောက်ကိုဆွဲဖြုတ်လိုက်တဲ့အခါမှာကြွက်ထောင်ကြောက်ကချစ်လိုက်တဲ့ဒဏ်ရာဟာအဲ့ဒီအင်ရှင်မလေသူမကြီးမှာတွေးဆိုတဲ့ဒဏ်ရာရသွားတယ်ကြွမလေးလည်းတည်သွားတယ်အင်ရှင်မလည်းတွေးဆိုတဲ့ဒဏ်ရာရသွားတယ်အဲ့ဒီတွေးဆိုတဲ့ဒဏ်ရာဟာတောသူတောင်သားဆိုတော့ဂရုမစိုက်ပဲနေရာကနေအနာရင်းပြီးတော့မိခိုင်ဖို့ဝင်ပြီးတော့စေကူပါတယ်ဆရာဝန်ကပြောတယ်အားရှိအောင်ချက်ဆွတ်ပြုတ်တိုက်ပါအင်းစင်လေသမားကြီးကချက်ဖာကြီးကိုတတ်ပြီးတော့မိမကိုချက်ဆွတ်ပြုတ်တိုက်လိုက်တယ်ချက်ဆွတ်ပြုတ်တိုက်ပြီးမှမိမအားရှိမလာဘူးယောဂါရင်းပြီးတော့သေဆုံးသွားတယ်ရက်လေကိုရှိတဲ့ဝက်ကလေးကိုပေါ်ပြီးတော့လှုပ်လိုက်ရတယ်အဲ့လိုရက်လေလောက်လေကိုဝက်ကလေးကိုပေါ်ပြီးလှုပ်တောင်ကျွေးတွေကမကြည်တဲ့အတွက်နောက်ဆုံးနွားကိုတတ်ပြီးရောင်းလိုက်ရပါတယ်မောင်ကျွဲ့ရဲ့ဒိုးနဲ့မဆိုင်ပါဘူးလို့နေခဲ့တဲ့ကိုချက်ဖရဲ့ကိုဝက်ရဲ့ဦးနွားရဲ့နောက်ဆုံးတော့အားလုံးပျက်စီးတဲ့ဘဝကိုရောက်ပါတယ်နိုင်ငံရေးဟာကိုနဲ့မဆိုင်ပါဘူးဆိုတဲ့သူတွေအဲ့ဒီနိုင်ငံရေးဟာကိုနဲ့တိတိပပလာပြီးဆိုင်တဲ့အခါကျရင်ခင်ဗျားတို့အဲ့ဒီကိုချက်ဖလို့ကိုဝက်လို့ဦးနွားလို့မဖြစ်စေချင်ဘူးတိုင်းပြည်ရဲ့ပညာရေးစနစ်ဘာကြောင့်မကောင်းတာလဲပညာရေးစနစ်ကမကောင်းဘူးလို့ပြောကြတယ်ပညာရေးစနစ်ကမကောင်းရင်တခြားဘာစနစ်တွေအောင်ကောင်းနေလို့လဲကျွန်တော်ဆရာကြီးကပြောပါတယ်စာရေးဆရာ2ယောက်ဒေါက်တာစန်းထွန်းနဲ့စန်းထွန်းတောင်ဆိုတဲ့နာမည်နဲ့ရေးတယ် philosophy ကဒေါက်တာဆရာရဲ့ကျွန်တော်ကိုရဲရှမ်းကပြောတယ်ကိုရဲရှမ်းဆိုတာစာရေးဆရာရန်ကုန်မိရထား
ဒုယုံပိုင်ကြီးဒုယုံပိုင်ချုပ်သူကမြည့်ထားဌာနကိုရဲဆန်းကကျွန်တော်ကိုပြောတဲ့ဆရာကြီးမင်းတို့ပညာရေးစနစ်ကကောင်းလို့လားလို့ဆိုတော့ကျွန်တော်ကသူ့ကိုပြန်မေးလိုက်ချင်တယ်မင်းတို့ပို့ဆောင်ဆက်သွယ်ရေးစနစ်ကကောင်းလို့လားလို့ပြန်မေးချင်တယ်အဲ့တော့တိုင်းပြည်ရဲ့ပညာရေးစနစ်ဘာကြောင့်မကောင်းတာလဲနိုင်ငံရေးစနစ်မကောင်းလို့ပေါ့တိုင်းပြည်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဘာကြောင့်မလုံလောက်တာလဲစေယုံစေကန်းကိုသွားလိုက်ရင်ပါတီနဲ့ဂုံးလိုက်တောင်မှအသေးအတန်ရှာနေရတဲ့စေယုံစေကန်းတွေဇယိညပေးကျမ်းမာရေးပတ်စာမရှိရင်လူရမဝင်တဲ့ခေတ်မြောင်းမြမှာထူးထူးဆန်းဆန်းနေကြားရပြီယောဂဝေဒနာကိုခွဲစိတ်ဖို့အတွက်နတ်စမာက8000ခွဲကုန်မယ်လို့ပြောသွားတယ်ယောဂဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်က8000ခွဲသူမတတ်နိုင်ပါဘူးဆိုပြီးတော့မိမပြန်မလာခင်မှာဆွဲကြိုးချပြီးတော့တည်ဆုံးသွားတယ်အခုမြောင်းမြစေယုံဟာစာနာဖော်ထုတ်ခြင်းခံနေရတဲ့စေယုံတယုံအဆရှိသဖြင့်ဒါကြောင့်ကျမ်းမာရေးစောင့်ရှောက်မှုစနစ်မလုံလောက်တာလေနိုင်ငံရေးစနစ်မှာမကောင်းပဲကိုဒါကြောင့်တိုင်းပြည်ရဲ့စီးပွားရေးစနစ်မကောင်းရတာလေနိုင်ငံရေးစနစ်မှာမကောင်းပဲကိုတိုင်းပြည်ရဲ့အားကစားဘောလုံးကန်တဲ့တဲတဲလို့အားပေးကြတဲ့ဘောလုံးဘာကြောင့်ကန်တိုင်းရှုံးနေတာလဲနိုင်ငံရေးစနစ်မှာမကောင်းတာကိုလူတွေရဲ့စိတ်ဓာတ်တွေမှာမကောင်းမဲနဲ့အဲ့ဒီဘောလုံးတစ်သက်လုံးမနိုင်နိုင်ပါဘူးသူလဲခြေနဲ့ချောင်းကိုလဲခြေနဲ့ချောင်းနဲ့ကစားတဲ့ကိစ္စတို့တော့သူ့စိတ်ဓာတ်နဲ့ကိုယ်စိတ်ဓာတ်နဲ့ဖြတ်စည်းခံထားရတဲ့စိတ်ဓာတ်နဲ့ရှင်လန်းနေတဲ့စိတ်ဓာတ်မတူဘူးအစသာအရာရာအားလုံးကိုခြုံလိုက်ရင်မောင်းကျွက်ကလေးလိုပဲကိုနဲ့မဆိုင်ဘူးဆိုပြီးတော့နေလို့မရဘူးတိုင်းပြည်ရဲ့နိုင်ငံရေးစနစ်ကမကောင်းတဲ့အတွက်အစသာအရာရာဟာချိုးယွင်းပြီးတော့နေကြရတယ်ဒါကြောင့်အဲ့ဒီနိုင်ငံရေးစနစ်ကိုပြုတ်ဖို့ပြင်ဖို့တကယ်တိုင်းပြည်ရဲ့ခေါင်းဆောင်နိုင်ငံရေးသမားတွေဟာစူးစမ်းနေကြတယ်လူတို့ခေါင်းဆောင်တောင်ဆန်းစုကြည်အပါဝင်အားလုံးဟာဆောင်ရွက်နေကြတယ်တကဘာလုံးကအသိမှတ်ပြုပြီးဥညွှတ်ရတဲ့တောင်ဆန်းစုကြည်မျိုးရိုးကောင်းတဲ့တောင်ဆန်းစုကြည်ဘိုးကျောင်းအောင်ဆန်းရဲ့သမီးတကဘာလုံးကလိုလားတဲ့ခေါင်းဆောင်တယောက်ဒီကျောင်းသူကျောင်းသားတွေနိုင်ငံတကာကိုပညာတော်သင်တွေသွားဖို့တိုင်းပြည်ရဲ့လုပ်ငန်းကိစ္စဆောင်တာအဝဝကိုဒေါအောင်ဆန်းစုကြည်ကိုတစ်ချက်တော့ဥဆောင်ခွင့်ပေးလိုက်တာနဲ့တိုင်းပြည်ဟာထောင်တက်ပြီးတော့ပြောင်းလဲသွားနိုင်တဲ့အခြေအနေမှာအသက်80အရွယ်ကိုရောက်နေတဲ့အဖွားအိုတယောက်ကိုတန်ပါတယ်မာပါတယ်မြန်ပါတယ်တနက်ကင်ပြီးတိုက်လာပါတယ်ဆိုတော့ပုံကူတွေကနီးပေါင်းစုံနဲ့နေရာမရအောင်ဥဆောင်ခွင့်မရအောင်ဆောင်ရွက်နေကြတယ်စိတ်တက်ရေးရာအဖြစ်အင်မတန်မှရှက်ရွံ့စရာဝင်းနေစရာကြေကွဲစရာကောင်းလုံးပါလေဂျာမန်ပြဿနာရေးဆရာကြီးဘာတော့ဘရက်ချ်ကပြောပါတယ်သူရဲကောင်းမရှိတဲ့တိုင်းပြည်ဟာတနာစရာကောင်းတယ်အဲ့ဒီစကားကိုကြားချင်းပဲကလောမှာနေတဲ့ကလောသားခပြဆရာနိုင်မွန်အောင်သွင်းကချက်ချင်းခပြတပုတ်ပြန်ရေးပါတယ်ဘာတော့ဘရက်ချ်သူရဲကောင်းမရှိတဲ့တိုင်းပြည်ဟာတနာစရာကောင်းတယ်ဆိုတဲ့ခမရဲ့စကားသိမှန်တာပေါ့ဗျာသူရဲကောင်းရှိပါရဲ့နဲ့အဲ့ဒီသူရဲကောင်းရဲ့တန်ဖိုးကိုမသိတဲ့တိုင်းပြည်ကပို့ပြီးတနာစရာကောင်းတော့မပေါ်တဲ့ကဘာပေါ်မှာသူရဲကောင်းမရှိတဲ့တိုင်းပြည်တွေကတိတ်ကိုတနာစရာကောင်းပါတယ်သို့တော့သူရဲကောင်းရှိနေပါရဲ့နဲ့အဲ့ဒီသူရဲကောင်းရဲ့တန်ဖိုးကိုအသုံးမချနိုင်တော့အောင်ဖြစ်နေကြတဲ့အဝိဇ္ဇာပိတ်ခါဆုအတ္တတွေလောဘတွေမာမာနတွေဒီကနေ့ဖြစ်ပျက်နေတဲ့ဆောင်ရွက်နေတဲ့နိုင်ငံရေးကိစ္စတွေဒါအကြောင်းသူအကြောင်းသားတွေဟာနိုင်ငံရေးကိုစိတ်ဝင်စားတဲ့အကြောင်းသူအကြောင်းသားတွေသိနိုင်တယ်ဘိုးကျောင်းအောင်ဆန်းနဲ့ပတ်သက်ရင်ကျွန်တော်ရွတ်ခဲ့တယ်ခင်ဗျာရှိတယ်ဘာရွတ်ခဲ့တယ်လဲပြင်ဦးလွင်ကလူငယ်ခင်ဗျာဆရာလေးဟိန်းနတ်မောင်မင်းဘာမှထပ်မလုပ်နဲ့ဆိုတဲ့အောင်ဆန်းကိုပေးပြီးကြတဲ့က10ကဘာစာလောက်တာဝန်ကြည့်ပြီဆိုတဲ့ခင်ဗျာအရှိကြီးကျွန်တော်ရွတ်ခဲ့တယ်လို့ပေးတယ်လဲကြိုက်တယ်လို့ဟိန်းဆိုတဲ့ခင်ဗျာဆရာလေးလည်းနာမည်ကြီးလူငယ်ခင်ဗျာဆရာလေးဘဝကိုတခါတည်းချက်ချင်းရောက်သွားတယ်ဟိုဆရာကရွတ်ဒီဆရာကရွတ်နဲ့တကယ်လည်းကောင်းတဲ့ခင်ဗျာလေးပါအဲ့တော့ဘိုးကျောင်းအောင်ဆန်းတော်တယ်ဘိုးကျောင်းအောင်ဆန်းကောင်းတယ်ဆိုတော့လူတိုင်းကသိပြီးသားပါအဲ့တော့ကျွန်တော်ကလည်းစကားတစ်ခုကိုထပ်ပြီးတော့မပြောချင်တဲ့အခါကျတော့နောက်ပိုင်းကျတော့ဘိုးချုပ်တော်တဲ့ကောင်းတဲ့ခင်ဗျာတွေကိုကျွန်တော်သိမရွတ်ချင်တော့ဘူးအဲ့ဒီချိန်မှာပဲတက်ဆိုင်ကျွန်တော်ကိုအွန်လိုင်းပေါ်ကမိတ်ဆွေတယောက်ကခင်ဗျာလေးတစ်ပုတ်ပေးပါတယ်သူကတော့ထူးခြားတယ်ဘိုးချုပ်ကိုသူကတော်ချောင်းကောင်းချောင်းသိမပြောဘူးဘိုးချုပ်ကိုသူကအပြစ်ပြောထားပါတယ်သူ့နာမည်ကထွန်းဦးတဲ့သူ့ကြပြခေါင်းစဉ်မှာကြပြခေါင်းစဉ်ရဲ့လို့လေသူကတိတိပပမပါဘူးသို့တော့တို့ဆိုတဲ့တလုံးတော်သူကရေးထားတယ်ကြပြလေးကအပိုက်ကလေး9ပိုက်နဲ့ဖွဲ့စည်းထားတယ်
ဘိုလ်ချုပ်ကိုသူတော်တော်စိတ်ဆိုးပုံရပါတယ်တို့ဦးအောင်ဆန်းခမည်းကဘိုက်မှမရွှဲတာကြည်73ချက်မှန်တာနဲတောင်နဲသေးတယ်ဦးအောင်ဆန်းနဲ့ခမည်းဘိုက်မှမရွှဲတာတဲ့ကြည်73ချက်မှန်တာနဲတောင်နဲသေးတယ်ဦးအောင်ဆန်းခမည်းက VIP ကားတန်းမှမထားတာတနတ်နဲ့ပြစ်တက်ခံရတာနဲတောင်နဲသေးတယ်ဦးအောင်ဆန်းခမည်းမှာပါမစ်တွေမှမရှိတာခမဲပေးဖို့ငကတ်မဝယ်နိုင်တာနဲတောင်နဲသေးတယ်ဘိုလ်ချုပ်ဖြစ်ပြီးတော့ပါမစ်ကလေးတောင်မရှိတဲ့နော်သမီးကိုခမဲပေးဖို့ရွှေလေးမဝယ်နိုင်တာနဲတောင်နဲသေးတယ်ဘာဗျပဲပြုံးတဲ့နံများစားကြတယ်ဟုတ်လားဒါပဲစားရမှာပေါ့ခမည်းယူတဲ့လစာကပဲပြုံးတဲ့နံများဖို့ပဲရှိတာကိုစီကံမရှိရင်ဖာနိုင်ငံကြီးဖြစ်မယ်ဟုတ်လားဖာတော့ဖာပဲဗျဒါပေမဲ့ယောက်ျားဖာတယ်ဒီကြပြလေးဟာအွန်လိုင်းပေါ်မှာကိုထုံးရေးတဲ့ကြပြလေးခမပြောတော့ခဲ့တယ်ဘာဗျဖာနိုင်ငံကြီးဖြစ်မယ်ဖာတော့ဖာပဲယောက်ျားဖာတယ်အင်မတန်ရှက်ရွံ့စရာကောင်းပါလေဒီအသက်80အရွယ်ရောက်နေတဲ့ခေါင်းဆောင်တယောက်ပြည်သူလူထုလိုလားတဲ့သူတယောက်နီလန်ပေါင်းစုံနဲ့ဆောင်ရွက်ခွင့်မရအောင်ပိတ်ဆို့တားဆီးပြီးတော့တိုင်းပြည်ကိုအနစ်နာနှစ်တဲ့နှစ်အောင်ကျွံတဲ့ကျွံအောင်ဆောင်ရွက်နေတဲ့သူတွေကျွန်တော်ပြောနေတဲ့စကားတွေကမဲဆွဲတဲ့စကားမဟုတ်ပါဘူးကျွန်တော်ဟာပါတီဝင်တယောက်လည်းမဟုတ်ပါဘူးတိုးတော့လူထုခေါင်းဆောင်ပေါ်မှာတာမန်နိုင်ငံသူနိုင်ငံသားစာရေးဆရာတယောက်အနေနဲ့ယုံကြည်တဲ့နေရာမှာချစ်ခင်လေးစားတဲ့နေရာမှာတော့ဒါဟာကျွန်တော်ရဲ့လွတ်လပ်ခွင့်ဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ဟာတိုင်းပြည်ရဲ့တာဝန်ကိုယူခဲ့ရင်တိုင်းပြည်ဟာနေချင်းညချင်းဆိုသလိုပြောင်းလဲသွားမယ်လို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးရဲ့ဇယိုက်တွေအကျင့်တွေ Oridu ဖုံးကတ်ကိုဝယ်သလိုစိတ်ပြက်စရာကောင်းတဲ့ဇယိုက်တွေကိုကျွန်တော်တို့အများကြီးပြင်ရအောင်ပါသို့တော့နိုင်ငံတကာကအတိအမှတ်ပြုတဲ့ကမ္ဘာခေါင်းဆောင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကြောင့်ကျွန်တော်တို့လူငယ်လေးတွေရဲ့အနာဂတ်တွေဤပညာတက္ကသိုလ်36ကျောင်းရှိတဲ့အထက်ကတကျောင်းကို10ရောက်လောက်ကျွန်တော်တို့တောင်းဆိုလို့မရဘူးလားအန်ဒီကျွန်တော်တို့မှာကျောင်း36ကျောင်းရှိတယ်တကျောင်းကို10ရောက်တော့ကြိုးစားပေးပါကျောင်း36ကျောင်း360နိုင်ငံလေးတွေခွဲပြီးတော့ပညာတော်သင်အတွက်လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်တွေအင်မတန်အရေးကြီးတယ်ဆိုတော့သိတယ်ပညာအင်မတန်တတ်တဲ့ဒီကောင်းဆောင်ဟာမဆောင်ရွက်ဖက်နေမလားတိုင်းပြည်ရဲ့ပညာရေးအသုံးစရိတ်3%မပြည့်ပါဘူးတိုင်းပြည်ရဲ့ကျန်းမာရေးအသုံးစရိတ်3%မကျော်ပါဘူးတိုင်းပြည်ရဲ့ကာကွယ်ရေးစရိတ်58%ပါပညာနည်းနည်းပဲရှိတဲ့သူတွေဟာပညာရေးစရိတ်ကိုနည်းနည်းပဲသုံးရမယ်လို့ခံစားတတ်ကြပါတယ်ကိုယ်တိုင်ကပညာအများကြီးမတတ်တဲ့အတွက်ပညာရေးသုံးစိတ်ဟာအဲ့လောက်ဆိုရတယ်လို့ထင်တတ်ကြပါတယ်တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှမဟုတ်ဘူးဆိုတာကိုကျွန်တော်ရှင်းမှပြောခဲ့ပြီးပြီပညာအင်အားရှိမှတိုင်းပြည်ကအင်အားရှိမှမြန်မာနိုင်ငံမှာကြေးရွာပေါင်း6300ကျော်ရှိတယ်တောစဉ်တောင်အနှံ့ကြေးရွာတွေအနှံ့ကျွန်တော်တို့သွားခဲ့ပြီမိမလင်းတဲ့ကြေးရွာတွေစာကြည့်တဲ့မရှိတဲ့ကြေးရွာတွေကျမကြီးစေပေကမရှိတဲ့ကြေးရွာတွေစာသင်ကျောင်းမရှိတဲ့ကြေးရွာတွေကားလမ်းမပေါက်တဲ့ကြေးရွာတွေဘလောက်ပဲဆင်းရဲဆုပ်ပြတ်တဲ့ကြေးရွာတွေဖြစ်ပါစေအဲ့ဒီကြေးရွာတစ်ရွာမှာအ ਨੇ ဆုံးစိုင်ကယ်အစင်း100လောက်တော့အ ਨੇ ဆုံးရှိပါတယ်ရွာတိုင်းမှာစိုင်ကယ်အစင်း100ကတော့ဖြင့်အ ਨੇ ဆုံးရှိတယ်ကြေးရွာပေါင်း6300နဲ့အဲ့ဒီစိုင်ကယ်အစင်း100နဲ့မြောက်ပါစိုင်ကယ်အစင်းအရေးအတွက်ရပါလိမ့်မယ်အဲ့ဒီစိုင်ကယ်အစင်းအရေးအတွက်ကို3သိန်း4သိန်း5သိန်းနဲ့မြောက်ပါကုန်ကြစိတ်အဆန်ရပါလိမ့်မယ်အဲ့ဒီစိုင်ကယ်တွေဘယ်နိုင်ငံကလာတယ်လဲလို့ကြည့်ရင် made in China လို့ခေါ်တဲ့တစိတ်ကိုတွေ့ရပါလိမ့်မယ်မြစ်ကိုရောင်းတယ်တောင်ကိုရောင်းတယ်တယံဇာတကိုရောင်းတယ်ကျွန်းကိုရောင်းတယ်တဘာဝတန်းငွေကိုရောင်းတယ်အဲ့ဒါလို့ရောင်းလိုက်လို့ရလာတဲ့ငွေတွေဒီတိုင်းပြည်ရဲ့အမွေအနှစ်တွေကိုရောင်းလို့ရလာတဲ့ငွေတွေဒီစိုင်ကယ်လေးတစ်စင်းမလုတ်တက်လို့ပတ်စံတွေဝေါကနေပြန်ပေးလိုက်ရတာနဲ့ရှင်လိုက်ရင်ကျွန်တော်တို့ဟာဘလောက်တောင်ညံ့ဖျင်းခဲ့ကြပြီလေပေးရမှာပေါ့ကျွန်တော်တို့မှာစိုင်ကယ်မလုတ်တက်တာဘူး
ဒါကျွန်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့ပဲတွေ့ပြတာပါမီးစက်ကျွန်တော်တို့မလုပ်တတ်ဘူး TV အပေါ်ဆက်အောက်ဆက်ကျွန်တော်တို့မလုပ်တတ်ဘူးတရုတ်ကလာတဲ့ပစ္စည်းတွေနောက်ဆုံးတရုတ်ကလာတဲ့မုန့်တွေသူတို့မစားတဲ့သူတို့ကလေးတွေကိုမကျွေးတဲ့မုန့်တွေကိုကျွန်တော်တို့ကလေးတွေကိုရောင်းတယ်သူတို့မသုံးတဲ့ပစ္စည်းတွေကိုကျွန်တော်တို့နိုင်ငံကိုပို့တယ်ကျွန်တော်တို့ပေးလိုက်ရတာကအမွေအနှစ်အဆက်ဆက်ထိမ့်သိမ်းရမယ်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်နှစ်ပေါင်းများစွာအတွက်အမျှော်အမြင်နဲ့လုပ်ရမယ်အရာတွေကိုပေးပြီးတော့ကျွန်တော်တို့ပြန်ရလိုက်တာဟာအင်ဂျင်လေးတစ်လုံးတတ်ထားတဲ့ဆက်ကလေးတစ်ခုပါဤပညာကျောင်းသားတွေကိုလှုပ်လိုက်စမ်းပါဂျပန်နိုင်ငံကိုလှုပ်လိုက်စမ်းပါအယောက်100တခွန်းနဲ့မှာလိုက်ပါဆိုင်ကယ်လောက်တောင်တင်ခဲ့အမေရိကန်နိုင်ငံကို